ဒီကဘာမှာအရွယ်ရောက်ပြီဆိုတာနဲ့ကောင်းကင်တမန်ဒါမှမဟုတ်ဆုံးမတယောက်ယောက်နဲ့ပဋိညာဉ်ဖွဲ့ကြရတယ်။ဆုံးမနဲ့ပဋိညာဉ်ဖွဲ့ရောကိုယ့်အဆင့်ထဲမှာဘသူမှမရှင်နိုင်အောင်အစွမ်းထက်သွားတာမှန်ပေမဲ့တက်ဖြတ်ခြင်းတဲ့စိတ်တွေကကိုယ့်ကိုဝါမျိုးသွားပြီးအသိစိတ်မရှိတဲ့လူသက်စိတ်ယူကြီးဖြစ်သွားတတ်တယ်။ဒါကြောင့်လဲတေခြင်းတဲ့သူကလွေးနေကြံတဲ့သူတွေကဆုံးမလန်းစဉ်ကိုဆွတ်လွတ်ပြီးကောင်းကင်တမန်တွေကိုပဲရွေးကြတာပေါ့။ဒါပေမဲ့ငါကတော့အရင်ဘဝတုန်းကကဘာအတော်ဆုံးလွတ်ကြံတက်ဖြတ်သူလေ။ဒီလောက်တက်ဖြတ်ခြင်းတဲ့စိတ်ဆိုတာငါအတွက်တော့လောင်စာတစ်ခုပါပဲ။ကဲအားလုံးနားထောင်ကြငါနောက်ဆုံးအချိန်ထပ်ပြောမယ်။ကောင်းကင်တမန်နဲ့ပဲပဋိညာဉ်ဖွဲ့ကြပါဆုံးမကတော့လုံးဝမရွေးပါနဲ့လို့ဆရာဖြစ်သူကအော်ပြောနေတယ်ဆရာကနာမည်ခေါ်လိုက်တော့ကျောင်းတော်ရဲ့အလှပယံမှာလူယူရန်ကအရင်ထွက်သွားတယ်သူက S range ရှိတဲ့လက်စစ်ကောင်းကင်တမန်နဲ့ပဋိညာဉ်ဖွဲ့နိုင်သွားလို့တကျောင်းလုံးပတ်လောကြိုက်သွားတာပေါ့ဖရားကြီးယူရန်ကအမြင့်မြတ်ဆုံးဝိညာဉ်ကိုနှိုးဆော်နိုင်တာလားဒါဆို SSS range နဲ့တော့ရနိုင်တာပေါ့သူမကတော့ SSS range ရောင်ကြီးဖျားကောင်းကင်တမန်နဲ့ပဋိညာဉ်ဖွဲ့ပြီးတာနဲ့သူမရဲ့ရည်စားရီမန်ကိုချက်ချင်းပဲအဆက်ခွဲပြီးလမ်းခွဲစကားပြောတော့တာပဲရီမန်ငါအခုအမြင့်မြတ်ဆုံးဝိညာဉ်ကိုပိုင်ဆိုင်သွားပြီဆိုတော့ငါတို့လမ်းခွဲတင်ပြီလို့ထင်တယ်တဲ့ရီမင်ကတော့အေးအေးဆေးဆေးပါပဲ။အော်လမ်းခွဲကျင်တာလားရတယ်လေငါလည်းမင်းကိုဖြတ်လိုက်ပြီ။ဒါပေမဲ့တခုမှတ်ထားမင်းငါကိုအတုံးချနေတာတွေငါအတုံးသိတယ်။ရီမီသားစုရဲ့အဆက်အသွယ်တွေမရှိရင်မင်းကဘာမှမဟုတ်ဘူးလို့ပြန်ပြောလိုက်တယ်။အလဲကြတော့ရီမင်လည်းဝိညာဉ်နှိုးဆော်လိုက်ရောတချောင်းလုံးမြင့်တက်သွားရတယ်။သွေးတော့ရောင်ရဲရဲ၎င်းကအမြင့်ဆုံးအဆင့်ဝိညာဉ်ဖြစ်နေလို့ပဲ။သူကဘယ်ကောင်းကင်တမန်ကိုမှစိတ်ကြက်ရွေးလို့ရပြီလေ။ဒါပေမဲ့ရီမင်ကကောင်းကင်တမန်တွေကိုကြောခိုင်းပြီးတောင်းတနေအောင်မှာကြောက်လန့်တုံရင်နေတဲ့အမျိုးသမီးတစ်ယောက်စီကိုရှောက်သွားတယ်။ငါတော့မလာနဲ့ငါနင့်ကိုတတ်မိလိမ့်မယ်မသိချင်းအဝေးကိုသွားလို့သူမကအော်ဟစ်နေပေမဲ့ရီမင်ကတော့ပြုံးပြီးတနာစရာလေငါရဲ့အရင်ဘဝတုန်းကလိုပဲအရင်ဘဝကငါ့ကိုငါမကယ်တင်နိုင်ခဲ့ဘူးဒါပေမဲ့အခုတော့ငါမင်းကိုကယ်တင်ပေးမယ်လို့ပြောပြီးပဋိညာဉ်ဖွဲ့လိုက်တယ်စနစ်ကကြီးညာချက်ကတန်းဖော်ပေါ်လာတယ်ဂုံယူပါသည့်အမြင့်ဆုံးအဆင့်ဝိညာဉ်ပိုင်းရှင်တင်ဒီ SSS rank ဆုံးမရင်ယူနဲ့အောင်မြင်စွာပဋိညာဉ်ဖွဲ့တည်ပါလိဘွဲ့နာမယ်လွင့်စင်သွားသောလမင်းမိတ်ဆက်အကရာအဆင့် SSS စွမ်းရည်မှောင်တိုင်ကနေမွေးဖွားလာသူသူမရဲ့အထက်ထိုက်ကာလတုန်းကဆိုရင်နှစ်ဖျားတွေကိုတောင်တပ်ဖြတ်နိုင်ခဲ့သူဖြစ်ပါတယ်ဇလန့်ကဒီမာနဲ့စတာဗျာ